ကိုရေးဆက်တွေ့ကြမှာမြန်မာပြည်ရဲ့ပျော်ရွှင်တဲ့တွေကတင်ကြရောက်ပြီးလွမ်းစရာမရှိတော့လက်တွေကရေစိုးခံလိုက်စို့ရေစိုးလမ်းမတွေပျော်ရွှင်တဲ့လေးနဲ့ကလေးလေးတွေရေတံတွေကြမှာမိုးရေစက်တွေလို့ချစ်ချင်းတွေကြလာအတူတူပြောကြစို့ဒီနေ့မှာလက်ကိုက်ပြီး